63 53ရ4နှစ်88 635 3လုံးပေါင်းကျော်လို့4လို့ရတယ်ဗျ635 3လုံးပေါင်း4မို့သူကဒီဘက်အောက်မှာလဲကျော်လို့4နှစ်8 3လုံးပေါင်း4လို့ပြန်ရိုက်တယ်ဗျ4နှစ်8 3လုံးပေါင်း4ဗျ8နောက်ပြီလို့ဆင်းသွားတယ်ဗျ8ပိတ်4နှစ်နှလုံးပေါင်း6ဖြစ်နေတဲ့အတွက်ကျွန်တော်4ဖြစ်အောင်ကျွန်တော်8ထည့်ရပါဗျ8ပိတ်ဗျဒီဘက်မှာကျွန်တော်488 3လုံးပေါင်း3ညလို့လာတယ်ဗျသူက3လုံးပေါင်းချင်း3ညလို့လာတယ်ဖြစ်စဉ်ဗျ3လုံးပေါင်းချင်း3ညဖြစ်ရပါဗျ488 3လုံးပေါင်း3ည8ထိပ်8ထိပ်8ပိတ်88လို့ဆင်းသွားတယ်ဗျ3ည5 1ခွန်2 8 2 6 3ည5 1 3လုံးပေါင်းကျော်လို့6လို့ရတယ်ဗျ3ည5 1 3လုံးပေါင်း6မို့သူကဒီဘက်အောက်မှာလဲကျော်လို့286 3လုံးပေါင်း6လို့ပြန်ရိုက်တယ်ဗျ286 3လုံးပေါင်း6 28နှလုံးပေါင်း3ညဖြစ်တဲ့အတွက်ကျွန်တော်6ဖြစ်အောင်6ထည့်ရမှာဗျ6နောက်ပိတ်ဗျ3လုံးပေါင်း6ဖြစ်ရမယ်ဆိုတော့6ပိတ်ဒီဘက်မှာကျွန်တော်3လုံးပေါင်းကျွန်တော်3ညဖြစ်ရမှာဗျ2 2 6 3လုံးပေါင်း3ညဗျသူက3လုံးပေါင်းချင်း3ညလို့လာတယ်ဖြစ်စဉ်ဗျ2ထိပ်2ထိပ်6ပိတ်2 6လို့ဆင်းသွားတယ်ဗျ6 3ည5 3ညခွန်3ည3ည6 5 3လုံးပေါင်းကျော်လို့1လို့ရတယ်ဗျ3ည6 5 3လုံးပေါင်း1 3လုံးပေါင်း1မို့သူကလည်းဒီဘက်အောက်မှာကျော်လို့3လုံးပေါင်း1ဖြစ်ရမှာဗျ3ညခွန်နှလုံးပေါင်းခွန်ဖြစ်နေတယ်ဗျ3လုံးပေါင်း1ဖြစ်ရမယ်ဆိုတော့ကျွန်တော်4ထည့်ရမှာဗျ4နောက်ပိတ်ဗျ3ခန်းမြောက်ကျွန်တော်ထပ်ပြီးရမယ်ဆိုတော့ကျွန်တော်4နောက်ပိတ်ဗျ4ပိတ်3ညခွန်4 3လုံးပေါင်း1ဒီဘက်မှာကျွန်တော်3လုံးပေါင်းကျွန်တော်3ညဖြစ်ရမှာဗျခွန်4နှလုံးပေါင်းကျွန်တော်1ဖြစ်နေတယ်ဗျ3လုံးပေါင်းကျွန်တော်3ညဖြစ်ရမယ်ဆိုတော့ကျွန်တော်9ထည့်ရမှာဗျ9ထိပ်ဗျ9ထိပ်4ပိတ်9 4လို့ရထားတယ်ဗျခွန်9 4 3လုံးပေါင်း3ည这包干累着白白面，问几多吧，乐在都有有多吧。我的那条的路要哪里？等到。